အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တာကနှလုံးတွေးကြောကျဉ်ယောဂအကြောင်းပါကျွန်တော်တို့နှလုံးတွေးကြောကျဉ်တဲ့လူနာတွေမကြမကြတွေ့ရတယ်နှလုံးတွေးကြောကျဉ်လို့ပြောလိုက်တာနဲ့လူနာတွေကစိတ်တက်ကြသွားကြတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကလူနာတစ်ယောက်ကိုလာပြီဆိုရင်နှလုံး ECG ပေါ့နော်အဲ့ဒါကိုဆွဲလိုက်တယ်ဒါပေမဲ့လူနာအများစုကတော့ဘာမှလက္ခဏာမပြဘူးမောတာတို့ရင်မအောင်တာတို့လက္ခဏာမပြဘူးဒါပေမဲ့ ECG ဆွဲလိုက်မှပဲနှလုံးတွေးကြောကျဉ်ယောဂထွက်လာတယ်သူတို့တွေကကိုယ့်အကူပုံမှန်လို့ပဲထင်နေကြတယ်ဒါပေမဲ့အဲ့ ECG မှာမမျော်လင့်မဲ့ဒီလိုအဖြေထွက်လာတဲ့အတွက်စိတ်သက်တွေကျသွားကြတာပေါ့နော်ငါအသက်မရှိတော့ဘူးဆိုပြီးအဲ့လိုမျိုးတွေဖြစ်လာတာပေါ့ဒါကြောင့်နှလုံးတွေးကြောကျဉ်လို့ပြောလိုက်တာ ਨੇ ဒါဘာဘွားရဲ့ညီကုန်းလားတက်တန်းစီမနေရတော့ဘူးလားပေါ့နော်ဒီလိုမျိုးအထင်မြင်လွဲမှားတာရှိရဲတကယ်တမ်းတော့နှလုံးတွေးကြောကျဉ်လို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့ဟာတခြားသူတွေထွက်အကျမ်းမာရေးပူခူးဆိုင်ရမယ်ဆိုတဲ့သတိပေးချက်တက်ပါပဲဒါထိန်းချုပ်လို့ရတဲ့ယောဂတေချာဂယုဆိုင်မယ်ဆိုရင်ပုံမှန်လူတက်တန်းစိတ်အတိုင်းတခြားလူအတိုင်းပေါ့နော်နေထိုင်နိုင်ပါပဲနှလုံးဆိုတာကားနဲ့ဆိုရင်အင်ဂျင်နဲ့တူတယ်နှလုံးကခန္ဓာကိုယ်အနှံ့တွေးပို့ပေးတဲ့ဆက်ပေါ့နော်ကားအင်ဂျင်မှာဓာတ်ဆီလိုပဲနှလုံးမှာလည်းသူကဒီလောင်စာလိုတယ်သူ့ရဲ့လောင်စာကတော့အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေပေါ့နော်အဲ့ဓာတ်တွေကိုcoronary artery ဆိုတဲ့နှလုံးသွေးကြောကနေတဆင့်နှလုံးကရယူပြီးတော့ဒီအဲ့ဟာတွေတုံးပြီးတော့တနည်းကုန်အလုတ်လုပ်ပြီးတာပေါ့နှလုံးကဒါကြောင့် ischemia ပေါ့နှလုံးသွေးကြောကျဉ်ဆိုတာဘာလို့ဆိုရင်သူကနှလုံးသွေးကြောကျဉ်သွားတဲ့အတွက်ပေါ့နော်ဒီအစောကပြောတဲ့အောက်ဆီဂျင်တို့အာဟာရဓာတ်တို့ကလုံလောက်မရနိုင်တော့ဘူးအဲ့ကြရင်လက္ခဏာတွေဖြစ်လာတယ်ဒါပုံမှန်ဆိုရင်မတိတာဘူးပုံမှန်ဆိုရင်ပုံမှန်ပဲနှလုံးကအလုပ်လုပ်ရတဲ့အတွက်ပေါ့နော်ဒီနှလုံးသွေးကြောကျဉ်ရှိနေပြီမဲ့လည်းလက္ခဏာမပြဘူးဥပမာလှုပ်ရှားလိုက်တာတို့နည်းနည်းပါးပါးလှုပ်ရှားလိုက်တာတို့လေကားတက်လိုက်တာတို့ဆိုရင်နှလုံးကပိုအလုပ်လုပ်ရတယ်အဲ့ချိန်မှာဒီအောက်ဆီဂျင်လိုအပ်ချက်တွေအများများသွားတယ်အာဟာရလိုအပ်ချက်တွေအများများအဲ့ချိန်ကျမှလက္ခဏာပေါ်လာတယ်ဒါကြောင့်ငြိမ်နေတဲ့ချိန်ဘာမှလက္ခဏာမပြဘူးလှုပ်ရှားတယ်လေကားတက်တဲ့ချိန်ကျမှနှုံးလာတယ်ရေမက်အောင်လာတယ်မောလာတယ်ဆိုရင်ဒါတင့်မှာနှလုံးသွေးကြောကျဉ်ယောဂရှိဖို့များပြီဒါတတိပေးခေါင်းလောင်းတံပဲဒါနှလုံးအတွက်ပေါ့နော်ရင်မက်အောင်တာဘယ်လိုအောင်လို့ဆိုရင်မက်တဲ့ဖိထားလို့လေးလံပြီးအောင်တာပေါ့လူတာမှန်အောင်တာနဲ့မတူဘူးတချို့ကတော့မောတယ်တချို့ကမမောပဲပန်းတာတဘောကပြောမယ်ဆိုနှုံးလွယ်တာပေါ့အလုတ်လုတ်လိုက်တာနဲ့နည်းနည်းတာမန်လူထွက်နှုံးလွယ်တာမျိုးခြေပန်းလက်ပန်းကျသွားတာမျိုးဆိုရင်ဒါနှလုံးတွေးကြောကျဉ်ရဲ့အချက်ပေးခေါင်းလောင်းတံတွေဖြစ်နိုင်တယ်ဒါကြောင့်နှလုံးတွေးကြောကျဉ်လို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့ကဒါကိုပြန်လည်ကောင်းမွန်အောင်လုပ်ရတော့မယ်အဲ့ချိန်ကျရင်တော်တော်များများအမှတ်မမားတာကစီးပဲအာကူကြတာပေါ့နော်တကယ်တော့အဲ့လိုမဟုတ်ဘူးသူအစားတောက်တို့လှုပ်ရှားမှုတို့နောက်တစ်ခါစိတ်တက်မကြဘူးလို့လေစိတ်တက်ကြရင်ဒါဒီယောဂရှိတဲ့လူအသက်တူနိုင်တယ်နောက်တခြားရှောင်ရှားမဲ့ဟာတွေလည်းရှိတယ်ဥပမာပေါ့နော်ကျွန်တော်တို့နှလုံးအတွက်လောင်စာရွေးချယ်မှုကလည်းမှန်ကန်ဖို့လိုတယ်ဥပမာနှလုံးသွေးကြောကျဉ်သမားတွေကစီကြော်တွေအသင့်စားအစာတွေဝက်စီမဲစီဒါတွေကရှောင်ရမယ်နှလုံးအတွက်အကောင်းဆုံးလောင်စာတို့မို့အာဟာရကတော့တန်လွင်စီငါးတို့အိုမီဂါ3တို့အသီးအရွက်အစီအစံတွေပေါ့နော်ဘာတန်စီတို့တီဟိုစီတို့အဲ့လိုမျိုးဟာတွေနေကြာစီတို့နန်းစီတို့အဲ့လိုမျိုးဟာတွေကတော့နှလုံးအတွက်ကောင်းတယ်ဥမာအမြင့်ဓာတ်ပါတဲ့ဟာတွေစားတင်တယ်ကစွန်းရွက်တို့ပန်းကော်ဖီတို့ဘယုံစီတို့ဘာတန်စီတို့ဒီတန်လွင်စီကတော့မကောင်းတဲ့အစီ LDL ကိုရှော့ချပေးတယ်ငါးထဲမှာဆိုရင်ဆာလမွန်ငါးတို့ငါတလောက်တို့ငါတန်တို့ငါမြင်းတို့ကအိုမီဂါ3ကျွဲတယ်အိုမီဂါ3ကနှလုံးရောင်ရမ်းမှုကိုလျော့ပြီးနှလုံးခုန်နှုန်းကိုတည်ငြိမ်စေတယ်နောက်တစ်ခုကဒီစားပေါ့စားကတော့ဒီခန္ဓာကိုယ်ကရေကိုဆွဲထားတဲ့အတွက်ပေါ့နော်ခန္ဓာကိုယ်ရဲ့တွေးပမာဏကိုတွေး blood volume ပေါ့နော်အဲ့ဒါကိုများလာပြီးနှလုံးကိုပိုပင်ပန်းစေရပေါ့နော်ဒါကြောင့်စားကိုလက်ဖက်ရည်တစွန်းထက်မပိုရဘူးတနည်းကိုလေနောက်တစ်ခုကလေ့ကျင့်ခန်းပေါ့နော်နှလုံးအင်ဂျင်ကိုအားမြင့်အောင်လုပ်ရမယ်အဲ့ဒါလေ့ကျင့်ခန်းပုံမှန်လမ်းလျှောက်မယ်စပိန်စီရမယ်အဲ့လိုမျိုးလှုပ်ရှားမှုမှန်လုပ်ရင်တွေးကြောကျင်းတာကိုကြော်ဖြတ်ပြီးတဘာဝတွေးကြောတစ်တွေပေါ်လာစေနိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီတတိပြုရမယ့်အချက်ကတော့ဒီလေ့ကျင့်ခန်းလုပ်ရင်ရင်ဘတ်အောင်တာဖြစ်လာတယ်မူးဝေတာဖြစ်လာရင်ချက်ချင်းသားပါအဲ့နေ့ဆက်မလုပ်တော့ပါနဲ့နောက်ရက်ကိုနည်းနည်းလေးလျှော့ပြီးလုပ်ပါ
လုပ်ပြီးရင်မအောင်တော့ဘူးမူးဝေတာမဖြစ်တော့ဘူးဆိုရင်တော့တဖြည်းဖြည်းတိုးလုပ်တင်တာပေါ့နော်တရက်ကိုမိနစ်20ကနေနာရီဝက်အထိတော့တဖြည်းဖြည်းတိုးပြီးပေါ့နော်ကျူးစားပြီးလုပ်တင်တယ်အဲ့ဒါဆိုရင်တဘာဝပြီးတဲ့တဘာဝကလုပ်ပြီးတဲ့တွေးကြောအတစ်တွေပေါ်လာနိုင်တယ်ဘာလို့နှလုံးကလေအမြဲတမ်းလှုပ်ရှားနေတဲ့အတွက်ပေါ့လှုပ်ရှားမှုကိုadaptation ဖြစ်အောင် cover ဖြစ်အောင်တွေးကြောအတစ်လေးတွေအလိုလိုပေါ်လာမှာအဲ့ဒါဆိုရင်တော့ရေရှည်မှာဆိုရင်အရင်ကောင်းပါတယ်နောက်တစ်ခုကဆေးဝါးတွေပေါ့နော်ဆေးဝါးတွေကတော့အများကြီးရှိပါတယ်အဲ့ထက်မှာအရေးကြီးတဲ့နှစ်ခုကတော့ anti platelet ဆိုတဲ့တွေးကြဲဆေးတွေကတော့နှလုံးတွေးခဲမဖြစ်အောင်ကာကွယ်ပေးတယ်ဘာလို့ဆိုနှလုံးတွေးကြောကျဉ်ရှိတဲ့လူကအဲ့နေရာမှာတွေးခဲတွေရုတ်တရက်ပေါ်လာတတ်တယ်အဲ့ကြရင်နှလုံးတွေးကြောလုံးဝပိတ်သွားတယ်အဲ့ကြရင် heart attack လို့ခေါ်တယ် heart attack ကတော့အသက်အန္တရာယ်ရှိတယ်ဒါကြောင့် anti platelet တွေက heart attack ကိုကာကွယ်ပေးတယ်နောက်တစ်ခုကစီချဆေးပေါ့ statin တွေstatin တွေကတော့ဘာအတွက်ကောင်းလို့ဆိုရင်အဆီဖက်တွေကနှလုံးတွေးကြောနေရာမှာကတ်နေရပါတော့။ starting တွေကဒီတွေးကြောနေရာမှာကတ်နေအစီအတစ်တွေထပ်မတက်အောင်တားဆီးပေးတယ်ပေါ့နော်။ဒါကြောင့်နှလုံးတွေးကြောကျင်းကြောကရှိတဲ့လို့ဒီနှစ်ခုအပြင်တခြားနှလုံးနဲ့ပတ်သက်တဲ့ဆေးတွေကလည်းလက္ခဏာပေါ်မူတည်ပြီးမှပါရတာပေါ့နော်။ဟုတ်တယ်။နောက်တစ်ခုကတော့အတန်တိတ်လူတက်ဓမားဆိုတဲ့ဟာမျိုးပေါ့နော်။နှလုံးဒုက္ခပေးတဲ့ဟာကိုထိန်းချုပ်ရမယ်။ဥပမာစိတ်ဖိစီးရင် adrenaline လို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းထွက်တယ်။ သူကနှလုံးကိုညှစ်အားများစေတယ်။နှလုံးတွေးကြောကိုကျုံစေတယ်။နှလုံးပိုအလုပ်လုပ်ရစေတယ်။တွေးတိုးစေတယ်။ဒါကြောင့်ဒီ adrenaline ထွက်တယ်ဆိုရင်နှလုံးအတွက်အရန်စူးကျိုးကိုတက်ရောက်စေတယ်။ဒါကြောင့်အလကားအနေနဲ့စိတ်တိုးတာတို့စိတ်အလိုမကျဖြစ်နေတာတို့စိတ်တက်ကြတာတို့ဆိုရင်ဒီနှလုံးသမားတွေကဒီ adrenaline ကြောင့်အတက်တိုးတယ်။နောက်တစ်ခုကသူ့နဲ့ပြောင်းမြန်ပေါ့။စိတ်မတူဘူးစိတ်ငြိမ်ပေါ့နော်တရက်10မိနစ်တရားထိုင်တာတို့အတက်ပြင်းပြင်းရှူတာတို့မိမိဝါနာပါတဲ့တစ်ပင်စိုက်တာစာဖတ်တာအဲ့ဒါလုံးအန်ဒိုဖိန်းလို့ခေါ်တဲ့တဘာဝဆေးတွေထွက်တယ်အဲ့ဒါတွေကနှလုံးဖိအားကိုရော့စေတယ်အဲ့လိုဓမားတွေကတော့အသက်တူတယ်ဒါကြောင့်နှလုံးဓမားတွေကတော့ရှင်းပြောမှဆိုရင်နှလုံးရောဂါဖြစ်ပြီးလို့ပြောလိုက်တာ ਨੇ စိတ်သက်မကြဘူးလို့တယ်စိတ်တူတာတွေတတ်နေတယ်များမလုတ်တင်ဘူးနဲ့စိတ်ငြိမ်ငြိမ်ချမ်းချမ်းနေတယ်ဆိုရင်ကိုယ်နှလုံးရောဂါအတွက်အရန်ကောင်းတဲ့တစ်ခုပါနောက်တစ်ခုကဒီဆေးလိပ်တောက်ခြင်းပေါ့နော်ဆေးလိပ်တောက်တာကတော့လုံးဝရှောင်တင်တယ်ဘာလို့တွေးကြောနေရံတွေကိုပုံပဲ့စေတယ်အဆီတွေပိုကတ်စေနိုင်တယ်ဒါကြောင့် heart attack ဖြစ်နိုင်ခြေအရန်မြင့်တယ်ဒါကြောင့်ဒီဆေးလိပ်တောက်တာကလုံးဝကိုဖျက်မယ်ဒါကြောင့်ပညာရှင်တွေပြောတဲ့စကားရှိနှလုံးမှာတစ်မျိုးပဲလုပ်ပေါ့လေ့ကျင့်ခန်းလုပ်တာတို့ဆေးတောက်တာတို့ဆေးလိပ်ဖြတ်တာတို့အများကြီးရှိရပါအဲ့တဲ့တစ်မျိုးတည်းရွေးပါအကောင်းဆုံးဟာဆိုရင်တော့ဆေးလိပ်ဖြတ်တာဆေးလိပ်ဖြတ်တာထက်ကောင်းတဲ့ကုထုံးမရှိဘူးเนาะဒါကြောင့်နှလုံးတွေးကြောကျင်းပြီးဆေးလိပ်တောက်တဲ့လူကတော့ဆေးလိပ်မဖြစ်မနေဖြတ်ဖို့လိုတယ်နောက်ကစီကြော်တွေပေါ့နော်အထူးဖြင့် trans fat စီကြော် trans fat အဲ့ဟာယူအစီထက်ကိုပိုဆိုးတယ်ဒါတွေးကြောကိုမြန်ပိတ်စေနိုင်တယ် trans fat တွေကဒါကြောင့်အဲ့စီကြော်ကတော့တတ်နိုင်တယ်များရှောင်အောင်ဒါကြောင့်ခြုံပြီးပြောရရင်နှလုံးတွေးကြောကျင်းဆိုတာကျွန်တော်တို့ဘဝကိုကန့်တက်ထားတဲ့ chance မဟုတ်ပါဘူးကျွန်တော်တို့ဘဝအရေးအတွေးကိုကျွန်တော်ကိုယ်တိုင်ပဲဆုံးဖြတ်ရမယ်ဒါကြောင့်နှလုံးတွေးကြောကျင်းကတော့တာမန်လူထက်ပိုပြီးကျန်းမာရေးဂရုစိုက်မယ်ဆိုတဲ့တတိပေးခေါင်းလုံးနိုင်မယ်ဒါကြောင့်တေးချာဂရုတစိုက်နေတယ်ဆိုရင်တာမန်လူထက်တောင်မှအသက်ရှည်ကောင်းရှိနိုင်တယ်ဘာလို့ဆိုတာမန်လူကတော့ယောဂမရှိဘူးယောဂမရှိတဲ့အတွက်သူတို့ကတော့ပေါ့တန်ပူနေလိရှိတယ်ကိုကနှလုံးတွေးကြောကျင်းပြီဆိုရင်ကျန်းမာရေးကိုဂရုစိုက်တယ်လို့ဆိုရင်ရေရှည်မှာပုံမှန်လူထက်တောင်မှကျန်းမာရေးကောင်းနိုင်တဲ့အခွင့်အရေးလည်းရှိတယ်ဒါကြောင့်ဆရာဝန်ကတင့်ကိုနှလုံးတွေးကြောကျင်းလို့ပြောလိုက်တာနဲ့ဒါစိတ်သက်ကြတော့ဘူးမလို့တော့တေချာကျန်းမာရေးဂရုစိုက်တယ်ဆိုရင်အနှိမ့်ဆုံးတော့တာမန်လူလောက်ကိုကောင်းတယ်နောက်ကိုကအရန်ဂရုစိုက်တယ်ဆိုရင်တချို့ပေါ့စားတဲ့တာမန်လူထက်တောင်မှကိုကကျန်းမာရေးကိုပိုကောင်းစေနိုင်ပါတယ်ဒါကြောင့်နှလုံးတွေးကြောကျင်းရှိပေမဲ့လည်းပုံမူကျန်းမာတဲ့လမ်းကြောင်းကိုကျွန်တော်တို့ရှောင်လန်းတက်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်